ပွေထုံးနဲ့နေနဲ့တူတုတ်ပရိပန္နာအစဖြာသည်ဂုံကိုပြရွှေကြိုးကဆရာတော်ကြီးအားရှိခိုးပါဤဖယားဒီယဝဒီတိုင်းရဲ့ထူးမြတ်တဲ့ခုံကျေးဇူးရှင်ရွေမြန်ပြည်တော်အေးချမ်းနဲ့ပုံတွေမွေးလို့ပဲမြို့ကြုံပြောခရိုင်ပန်းပေါင်းစုံနဲ့ဒီမြိုင်ရန်မြို့နဲ့ရေးကြီးအခြေပြုလို့ငါတိုင်းညောင်မျိုးလေးစွန်ဖြာရက်တွင်မြတ်သာသနာငါထွန်းငါကတည်တဲ့ရေဒီမျိုးတွေ့လို့ပရိယပရိပါပရိဝေရပါတုံနဲ့ကြိုးစားနေညမအားထူကြတဲ့တို့များဆရာသခင်တောင်ကြီးရွာစာတီဝါမှုအထလူသာပနာတင်တရားတော်ဖျားဖို့ပင်ထာဝရကာရဝငွနာမိပါရှင်ငွေမြေကမ်းလည်းဘေးကရွှေသားရွှေရောင်ရွှေတောင်ပမာထင်ရှားတယ်ဆရာတော်ဖျားကြီးကြောင်းတော်ပင်အလွန်ကြည်နူးလို့ထူရမည်အလွန်ကြည်နူးလို့ထူရမည်ဆရာတော်ဖျားကြီးကြောင်းတော်ပင်တတ္တဝါတွေဖျားပြီပွားဝေးစီဖို့ကိုသာမြင်စိတ်ထံအောင်မြင်ရင်သစ္စာရှင်စေရီဖျားနဲ့ရွှေစည်းကိုဖျားတည်ထားတဲ့အရှင်မဟာကျေးဇူးရှင်ကဘာရှိဦးတီမဟာကျေးဇူးရှင်ကဘာရှိဦးတီကျေးဇူးတော်အနန္တလူနိုင်မရပါအရှင်တရားတော်ဖျားပုံအတွင်းထဲကောင်းရင်ကငွေလာမင်းလို့အေယာဝတီတိုင်းဒေသကြီးကျုံပြောခရိုင်ရေကြီးမြို့နယ်ငတိုင်းညောင်းမြို့တောင်ကြီးကျေးရွာစလင်းပရိယတ်ဒီစာသင်နိုင်ကြီးဦးစီးပရဏနာယကဆရာတော်ဖျားကြီးဗဒ္ဒနာဧတိကာပိယွန်တာသာသနာဒဇဓမ္မစရိယသာသနာပါဠဓမ္မစရိယမဟာကဏ္ဍဝါစကပဏိတာဆရာတော်ဖျားကြီးကိုတောင်ကြီးကျောင်းစုကျေးရွာနေခမဲတော်ကြီးဦးထိုင်းညွန့်နဲ့မဲတော်ကြီးဒေါ်လှယုံတို့မှာ1299ခုဝါဆိုလတနင်္ဂနွေနေ့တွင်ဖွားမြင်ခဲ့ပါသည်သာသမီ4ယောက်နဲ့အထွေးဆုံးအတိဇာတာသားကြီးဖြစ်ပါသည်ဆရာတော်ဖျားကြီးရဲ့ဂုဏ်တော်တို့ကိုဥထိတ်မှာပန်းဆင်းလို့ယဟန်တာယကဓာယိကာမများဖြစ်ကြသောတာကျိုးကြီးရွာမှကိုရဲမြင့်မမြင့်မြင့်ဝင်းတို့ကနေဤတေးသချင်းလေးကိုစီစဉ်၍ကျွန်တော်တေးတန်ရှင်ဟိထက်ဝေယံမှဤဆိုပူဇော်မှတ်တမ်းတင်အပ်ပါသည်ဖေယားဒီယဝဒီတိုင်းရဲ့ထူးမြတ်တဲ့ခုံကျေးဇူးရှင်ရွေမြန်ပြည်တော်အေးချမ်းနဲ့ပုံတွေမွေးလို့ပဲမြို့ကြုံပြောခရိုင်ပန်းပေါင်းစုံနဲ့ဒီမြိုင်ရန်မြို့နဲ့ရေးကြီးအခြေပြုလို့ငါတိုင်းညောင်မျိုးလေးစွန်ဖြာရက်တွင်မြတ်သာသနာငါထွန်းငါကတည်တဲ့ရေဒီမျိုးတွေ့လို့ပရိယပရိပါပရိဝေရပါ